အရင်ပွဲတက်နေကြပုံစံမျိုးနဲ့မဟုတ်ပဲသူမရဲ့ပင်ကိုစတိုင်လေးနဲ့ပွဲတက်လာခဲ့တဲ့ဂျီဆူဂျီဆူရဲ့ဒီတစ်ခါဒီတော့ပွဲကိုတက်လာတဲ့ look လေးကိုတေချာကြည့်မိကြလားအရင်မြင်နေကြဆက်စီးရမက်ဂျူဟာဖြစ်တဲ့ look မျိုးနဲ့တွေ့ခဲ့ရတာမဟုတ်ပဲဂျီဆူရဲ့ original ပုံစံအစစ်လေးဖြစ်တဲ့ချက်ဖို့ကောင်းတဲ့ပုံစံလေးနဲ့ပွဲတက်လာတာပါပွဲတက်တိုင်းအများအား professional ဆန်ဆန်နဲ့တည်ငြိမ်တဲ့ပုံစံမျိုးကိုပဲပွဲထုတ်နေခဲ့တဲ့သူမကဒီတစ်ခါမှာတော့အခုလိုမျိုးသူ့ရဲ့ငကိုဗီဇဖြစ်တဲ့ Sa and Lovely Vice လေးကိုပြန်မြင်ခွင့်ရအောင်ပရိသတ်တွေကိုချပြလိုက်တာပဲဖြစ်ပါတယ်ခင်ဗျာဒီတော့လို့ဆိုလိုက်ရင်ဂျီဆူကိုပဲပြင်းမြင်ကြတဲ့အထိဂျီဆူမရှိတဲ့ဒီတော့ပွဲဆိုရင်တခုခုလုံးနေသလိုတောင်ဆိုကြတဲ့အထိသူမရဲ့ကြီးမားတဲ့ရိုက်ခတ်မှုနဲ့သူမဟာ LA မှာကျင်းပတဲ့2026ဒီတော့ show ကိုတက်ရောက်ခဲ့တာပဲဖြစ်ပါတယ်ခင်ဗျဒီတစ်ခါဒီတော့ပွဲမှာပြင်ဆင်လာတဲ့ဂျီဆူရဲ့ဒီချက်ဖို့ကောင်းတဲ့ aura ကတအားကိုပွဲထဲမှာထင်းနေခဲ့တာပါဒီတော့ရဲ့ princess ဆိုတဲ့အတိုင်းထင်ပေါ်နေခဲ့ပြီးတော့ဒီပွဲမှာသူ့ရဲ့အပြုံးတွေကအရင်ကတက်တောင်မှာပဲပို့ပြီးတော့တောင်ပွင့်လင်းလန်းဆန်းနေခဲ့တာပါကိုနဲ့ live ဖက်တဲ့ style ကိုဝတ်ထားရတော့သူ့ကိုယ်သူယုံကြည်မှုရှိပြီးတော့ပိုပျော်နေတတ်တဲ့ပုံစံလေးကိုဂျီဆူစီမှာတွေ့ခဲ့ရပါတယ်ခင်ဗျပွဲထဲမှာအားလုံးကပြိုင်ဆိုင်ပြီးတော့ဝက်လာကြတဲ့ဂျားကမှသူကတော့သူ့ရဲ့ unique ဖြစ်တဲ့အေဂျန်ပြီးချက်ဖို့ကောင်းတဲ့အလှတရားနဲ့တင်ပွဲကိုတိမ်ကျုံယူသွားတာပါခင်ဗျာအားကြစရာကောင်းအောင်ခန္ဓာကိုယ်ကိုပြောင်းလဲနိုင်ခဲ့တဲ့ Toys အဖွဲ့ဝင်ကြောင်ရောင်ပရိသတ်တွေလုံးဝ surprise အကြီးစားနဲ့မြင့်တက်ခဲ့ရတာပါအရင်က healthy body ပုံစံနဲ့ကြောင်ရုံးကယုံကြည်မှုရှိရှိပရိသတ်အရှိကိုပြန်ရောက်လာခဲ့တာပါသူမဟာကျန်းမာရေးပြဿနာတချို့ကြောင့်ထထအနားယူခဲ့ရပြီးတော့ကိုယ်အလေးချိန်တက်လာခဲ့တာအားလုံးအသိပါပဲကျန်းမာရေးကြောင့်ဆေးတောက်နေရတဲ့ကာလအတွင်း 80kg ဝန်းကျင်အထိရှိခဲ့ပေမဲ့အခုချိန်မှာတော့မျက်နှာလေးကလည်း V shape ပြန်ဖြစ်လာတယ်လို့ခါးနဲ့ခြေတံတွေကလည်းအရင်ကလို twice debut တုန်းကလိုပဲတွဲလျားပြီးတော့ aesthetic ဖြစ်တဲ့ပုံစံလေးကိုပြန်ရနေပါပြီခင်ဗျာ stage ပေါ်မှာဆိုရင်လည်းကားကွက်တွေနဲ့သူမရဲ့ယုံကြည်မှုအပြည့်ရှိတဲ့ပုံစံလေးကိုပြန်တွေ့နေရပါပြီ။ကြောင်ရုံးကတော့တကယ်ကို strong ခဲ့ပါပဲ။ Keyboard NRC လိုမျိုး Bezel နဲ့ခန္ဓာကိုယ်အလှပကိုအလွန်အမင်းအလေးထားတဲ့နေရာမျိုးမှာဒီလိုဝေဖန်မှုတွေဖိအားတွေကိုကြမ်းကြိုက်ခံပြီးတော့အကောင်းဆုံးပုံစံနဲ့ပြန်လာနိုင်မှုဆိုတာတကယ်ကိုမလွယ်ပါဘူး။တာမန် idol တယောက်ဆိုရင်ဒီလောက်ပြင်းထန်တဲ့ဝေဖန်မှုတွေနဲ့ကျမ်းမာရဲ့အခြေအနေကြမှာလက်လျှော့သွားနိုင်ပေမဲ့ကြောင်ရုံးကတော့တကယ်ကိုစံပြပါပဲ။အဲ့ဒီကာလတွေမှာသူမဟာခါနာတဲ့ဝေဒနာကိုအောင်အီးပြီးတော့ကောက်ကွက်တွေကိုအမိရလိုက်ကခဲ့ရတာပါ။အဲ့ဒီလိုသူမရဲ့ပြောင်းလဲလာတဲ့ပုံစံကိုဖုံးကွယ်မထားပဲပရိသတ်ရှိမှရဲရဲဝံ့ဝံ့ရပ်တည်ပြခဲ့တာဟာတခြားသူတွေအတွက်ပါခွန်အားဖြစ်စေခဲ့ပါတယ်ပရိသတ်တွေကလည်းသူမရဲ့ဒီလိုကျမ်းမာတန်ဆွမ်းလာတဲ့အလှတရားနဲ့ပျော်ရွှင်နေတဲ့ပုံရိပ်တွေကိုမြင်ရလို့အယမ်းကိုစိတ်လှုပ်ရှားပြီးတော့ဂုဏ်ယူနေကြမယ်လို့ထင်ပါတယ်ခင်ဗျာကမ်းဘက်တစ်ခါလာတိုင်းတစားကြီးထွားလာတဲ့အထက်မှာ Cortex က visual လည်းပါပါတယ်Cortex က visual ဘိုင်းကတော့တဖြည်းဖြည်းနဲ့ပို့ပြီးတော့တိတိတတ်တာကိုတိုးတက်လာတာတတိထားမိကြမှာပါအခု Red era မှာဆိုရင်တယောက်ချင်းစီရဲ့ visual transformation ကတကယ်ကို next level ရောက်သွားတာပါပွဲဥထွက်တုန်းကရှိခဲ့တဲ့ကလေးဆန်တဲ့ပုံစံမျိုးကနေအခုဆိုရင်ပို့ပြီးတော့ sexy and chic ဖြစ်တဲ့ဘက်ကိုကူပြောင်းသွားတာတွေ့ရပါတယ်ခင်ဗျာဒီတစ်ခါ Cortex အဖွဲ့ဝင်တွေထဲမှာတိတိတတ်တာနဲ့ visual ချိန်သွားတဲ့ member တွေကတော့ James နဲ့ Sound လုံးမှာဟုတ်ပါတယ်ခင်ဗျာ James ကတော့အခု era မှာ visual ဘိုင်းရော bike ဘိုင်းမှာတော်တော်လေးကိုပြောင်းလဲသွားတာပါအခု green concept ရဲ့ style လေးက James နဲ့တော်တော်လေးကို like ဖက်ပြီးတော့သူ့ရဲ့ကိုရောင်ကိုပါကိုပို့ပြီးတော့ပေါ်လွင်စေခဲ့ပါတယ်။ဆောင်းဟွန်းကတော့ဒီတစ်ခေါက်မှာ visual စုတောင်ပေးရမလို့ပါပဲ။ debut ကာလတဲ့ဆိုင်သူ့ရဲ့ visual ကတခြားဖန်တန်းတွေကြားတဲ့အထိပါပို့ပြီးတော့ပေါ်လွင်ထင်ရှားလာတာပါ။ Cortex အဖွဲ့ဟာဒါမျိုး visual တွေတက်လာတာနဲ့အမျှစင်ပေါ်မှာယုံကြည်မှုပိုရှိလာပြီး performance တွေကလည်းပို့ပြီးတော့ professional ဆန်လာပါတယ်။စောင့်ကြည့်နေရတော့ကြာပြီဗျာ။ Cortex ကတာမန်တော့မဟုတ်ဘူးဗျ။ငယ်ငယ်လေးနဲ့ကိုပိုင်တင်းလိုက်ကိုစီနဲ့အရေးအချင်းကနည်းနည်းလေးမှကိုရော့မနေတာကြောင့်တစ်ချိန်မှာ First Generation ရဲ့ leader တွေဖြစ်လာဖို့အလားအလာများနေတဲ့အဖွဲ့လို့ကျွန်တော်ကတော့ဆိုပါမယ်ခင်ဗျာ